ကျွန်တော်ဒီနေ့ i7 ကိုအကောင့်ဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အရင်ဆုံး browser မှာ i7 mn.shop လို့ရိုက်လိုက်မယ်ပြီး login ဝင်လိုက်မယ်နော်အကောင့်တစ်ဖွင့်မှာဖြစ်လို့အောက်က create အကောင့်ကိုနှိပ်လိုက်မယ်ပြီးရင်ပေါ်ဆုံးမှာနာမည်ထည့်မယ်ပြီးဖုန်းနံပါတ်ထည့်မယ် promo code မှာ agent ရဲ့ promo code ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ promo code ပဲဖြစ်ဖြစ်တောင်းလို့ရတယ်ကျွန်တော် promo code ဆိုရင် MSY ကိုသုံးမယ်နော်ပြီးရင် password ကိုအပေါ်တူထည့်မယ်ဒီနေ့ကျွန်တော်တို့အသုံးပြုထားတဲ့ဖုန်းနံပါတ်နဲ့ password ကိုထည့်ပြီးတော့ကျွန်တော် login တစ်ချက်ဝင်လိုက်မယ်နော်ဒီနေရာကိုရောက်လာတော့ပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ဒီမှာတိုက်ရိုက်ယူနေထုတ်သွင်းကိုယ်တိုင်လုပ်ပြီးတော့ဆော့လို့ရတဲ့ဟာလေးမျိုးဒီမှာပြထားတယ်ဘယ်ညာဘက်က fee ကတော့ကျွန်တော်တို့ဘောလုံးတင်းရရလက်ရတိုက်ရိုက်ပွဲနဲ့ highlight တွေကိုတစ်ခါလေးကြည့်လို့ရမယ်ပေါ့နော်ဒီကရင်ကောက်တွေကိုကောက်တစ်ဖွင့်ဖို့အတွက်ကျွန်တော်တို့အောက်မှာရှိရဲ့မီဆွဲနေရာလေးကိုသွားမယ်ဒီနေရာရောက်လာရင်တော့ကျွန်တော်တို့အကောက်ယူမယ်ချိတ်မယ်ကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာကတ်အကောက်ကိုနှိပ်လို့ရတယ်နော်အောက်ကဟာတွေကတော့ကျွန်တော်မထည့်ထားသလိုမပေါ်တာထည့်ထားပြီးအကောင်လုံးကတ်အကောက်ပေါ်နေလိမ့်မယ် user name ထည့်ပြီးတော့ချိတ်ရှင်တဲ့သူတွေကတော့ချိတ်လို့ရတယ်ပေါ့နော်ဒါခါလေးမယူပဲလေကျွန်တော်ကတ်အကောက်ကိုနှိပ်ပြမယ်ဒီကတ်အကောက်ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အကောက်သိရပါမယ်ကတ်အကောက်နှိပ်လို့အစိမ်းရောင်လေးနဲ့ဆက်စီးပြလို့ရင်ကျွန်တော်တို့အပေါ်မှာ notify မှာခေါင်းလောင်းလေးမှာပေါ့နော်ခေါင်းလောင်းလေးမှာကျွန်တော် user name နဲ့ password auto ဝင်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ user name နဲ့ password ယူလို့ရပါတယ်ကျွန်တော်တို့ user name ကို copy ယူမယ် copy ယူပြီးတော့ကျွန်တော် dashboard မှာရှိတဲ့ငါးတလုံးမဲ့ software ကိုချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်ဒီနေရာမှာ line မကောင်းလို့ခဏတော့ကြာပြီပေါ့နော်ပူပီလေးတစ်ချက်ခံကြည့်ပေးကြပါကျွန်တော်လွယ်တော့ဟိုဘက်မှာ i7 လေးကိုတစ်ခါပြန်ခေါ်ထားလိုက်မယ်နော် brother တို့ပြန်ခေါ်လဲရတယ်လို့မခေါ်လဲရရနော်ဆိုငါးတလုံးမဲ့ဘက်ကိုပြန်လာပြီးတော့ခဏယူခဲ့တဲ့ user name နဲ့ password နဲ့ကို copy ယူပြီးတော့ပြန်ဝင်လိုက်မယ်နော်ဒီလိုမျိုးဝင်လို့ရသွားရင်တော့ကျွန်တော် unit ဖြစ်ဖို့အတွက်ကျွန်တော်ဒီမှာ software တွေကိုပြန်လာမယ်အောက်မှာရှိရဲ့လေးခုတွေကကျွန်တော်တို့ဒီမှာ deposit ဆိုတာရှိရဲ့ deposit လေးကိုတစ်ချက်နှိပ်မယ် deposit ကိုနှိပ်ပြီးလာရင်ကျွန်တော်တို့ဒီမှာငွေလက်ခံပဲအကောင့်တွေပေါ်လာလိမ့်မယ်နော်အဲ့ဒါတွေကိုကျွန်တော် copy ယူပြီးတော့တွားပြီးတော့ငွေလွှဲရပါမယ်ကျွန်တော်ငွေတစ်ခုကိုလွှဲပြမယ်ငွေလွှဲပြီးရင်ကျွန်တော်အောက်လေးနည်းနည်းဆွဲမယ်ပြီး user name ရွေးမယ်ပေါ့နော် user name မှာတခြား iPad တွေ support ရှုပ်ကိုတွေပိုင်း၄ခု၅ခုပေါ်နေမယ်နော်အဲ့မှာကိုကြိုက်တဲ့ဟာကိုနှိပ်ပြီးတော့ရွှေပြီးတော့ဖြည့်မယ်ငွေလွှဲလိုက်တဲ့အကောင့်ကိုလည်းကျွန်တော်ထပ်ရွေးပြရမယ်နော်ဒီနေရာမှာ9000 1000 5000 သိန်းဆိုပြီးတော့ကိုယ့်ရဲ့မြန်လေးလုပ်လို့ရတယ်လို့မျိုးကိုယ်စိတ်ကြိုက်လေးရိုက်ထည့်လို့ရတယ်ပြီးရင်အောက်မှာ screenshot တင်မယ်လို့နှိပ်မယ် screenshot တင်မယ်နော် screenshot ကိုလည်း screenshot လေးထည့်မယ်ပြီးရင်အောက်ကိုနည်းနည်းဆွဲပြီးတော့ submit deposit ကိုနှိပ်လိုက်မယ်နော်ကျွန်တော်တို့ငွေလွှဲပြည်စာနဲ့ထည့်ပြီးတော့ခဏစောင့်လိုက်မယ်နော် submit ကိုနှိပ်ပြီးခဏစောင့်လိုက်မယ်ကျွန်တော်ဒီမှာ T ပြုချက်ကိုစောင့်ခိုင်းနေရပေါ့နော်ဒီညမှာကျွန်တော်ငွေမွေလေးပါဘူးကျွန်တော် admin အတီးပြုပြီးတော့ငွေလုံးဝင်လာပါလိမ့်မယ်နော်အဲ့နေရာမှာကျွန်တော်အပေါ်မှာ notify လေးမှာmessage လေးကြာလာမယ်နော် message လေးနှိပ်လိုက်မယ်ဆိုတော့ကျွန်တော်ငွေလက်ခံပြီးဆိုတဲ့အကြောင်းပေါ်လာလိမ့်မယ်အမှာကျွန်တော်9တလုံးမဲ့ထဲဝင်လိုက်မယ်ဆိုရင်ငွေရောက်နေပါလိမ့်မယ်နော်ကျွန်တော်ငွေလွှဲပြီးသွားပြီဆိုတော့ကျွန်တော်ငွေထုတ်နည်းကိုပြန်ပြောပြမယ်နော်ငွေထုတ်ဖို့အတွက်ကျွန်တော်တို့ software တွေကိုဝင်မယ်ပြီးရင်ကျွန်တော်တို့အောက်မှာ deposit လေးရဲ့ဘေးမှာ withdraw ဆိုတာရှိရယ်နော်အဲ withdraw လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လေးကိုမနှိပ်ခင်ကျွန်တော်တို့မီထဲမှာကိုယ့်ရဲ့ငွေအကောင့်တွေကိုတွားပြီးတော့ထည့်ပေးရမယ်နော်ကြည့်ပြီးသားရှိရဆိုတာ KBZ ဝေးရှိရဆိုတာဝေးနဲ့ ARP ဆိုရင် ARP ကိုကြိုက်တဲ့ဟာကိုထည့်မယ်နော်သုံးခုလုံးထည့်ထားလဲရရနော်ကျွန်တော်တော့တစ်ခုပဲထည့်ပြမယ်ထည့်ပြီးတော့အောက်က save ဆိုတာလေးကိုနှိပ်လိုက်မယ်နော် save ပြီးတော့ရင်ကျွန်တော်တို့ငွေထုတ်လို့ရပြီ withdraw ကိုဝင်မယ်ဒီဟဲ့ပေါ့နော်ဒီထဲကိုဝင်လိုက်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့ပုံမှာ gain user နဲ့ရွေးပေးရမယ်အခုကကျွန်တော်တစ်ခုပဲရှိလို့တစ်ခုပဲရွေးတာနှစ်ခုရှိနှစ်ခုတည်းကတစ်ခုရွေးပြရမယ်နော်ငွေထုတ်မဲ့ပမာဏကိုပြန်ထည့်မယ်ငွေလဲလက်ခံမဲ့ဟာပေါ့နော်ငွေလဲလက်ခံမဲ့ဟာကိုရွေးပြရပြီးရင်ကျွန်တော် submit withdraw နှိပ်လိုက်မယ်ဒါလည်းခဏလိုပဲခဏတော့စောင့်ပေးရမယ်နော်ကျွန်တော်တို့လက်ခံပြီးသွားပြီဆိုရင်အပေါ်မှာကျွန်တော်တို့ notify လေးမှာအဝေးလေးနဲ့စာလေးဝင်နေပဲပေါ့နော်အဲ့ကြရင်တော့ကျွန်တော်တို့ငွေဝင်ကြည့်လို့ရပါပြီအပေါ်ခေါင်းလုံးလေးမှာ notify လေးကြာလာရင်တော့ငွေမဝင်စစ်လို့ရသလိုမျိုး
ကျွန်တော်တို့ငါးသလုံးပဲထဲမှာလည်း unit နှုတ်သွားမနှုတ်သွားပြန်ကြည့်လို့ရတယ်နော်ဒီဗီဒီယိုထဲမှာကျွန်တော်ကြံနေခဲ့ရလေးရှိပါတယ်အဲ့ဒါကကျွန်တော် software ထဲမှာညာဘက်လေးမှာနော် withdraw ရဲ့ညာဘက်လေးမှာကျွန်တော်တို့ဒီမှာ contact လေးရှိရဲ contact လေးကအဲ့ဒါမင်းကိုဆက်သွယ်လို့ရတယ်နော်ကိုယ့်ရဲ့ agent ကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဒီအဲ့ထဲမှာထည့်ထားရတယ်နော်